Assalamualaikum warahmatullahi wabarakatuh ယခုလိုရမ်ဇန်လကြာရောက်တဲ့အခါမှာကျွန်တော်တို့လူသားတွေတယောက်ချင်းစီအနေနဲ့ကောင်းမှုကုသိုလ်တွေနဲ့ပတ်သက်ရင်အများကြီးလောက်ကိုင်းတာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်တို့ရမ်ဇန်လဆိုလို့ရှိရင်အဓိကလှုပ်ဆောင်ရတဲ့အရာကဆွေရန်ပေါ့နော်ဆွေရန်ဆိုတာကကုရ်အာန်ရဲ့အသုံးအနှုန်းတစ်ခုဖြစ်တယ်ကျွန်တော်တို့နားလည်ထားတဲ့အများသုံးနေတဲ့ရိုဇာဆိုတာကတော့ကျမ်းစာအသုံးအနှုန်းမဟုတ်ဘူးပေါ့နော်Persian Farsi ကနေတဆင့်အိန္ဒိယကိုရောက်လာတဲ့အသုံးကိုအလွယ်ယူသုံးနေကြတာပဲဖြစ်ပါတယ်။ Persian အသုံးဖြစ်တဲ့ Roza နဲ့ Arabic အသုံးဖြစ်တဲ့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာသုံးနှုန်းထားတဲ့စီယံနှစ်ခုဟာစကားလုံးနောက်ွယ်ကအနက်အဓိပ္ပာယ်ရောအနှစ်သာရရောကွဲပြားပါတယ်။ဒါကလေအများဆုံးဆိုတော့အငင်းပွားနိုင်တာမလို့ထားလိုက်ပါတော့။စီယံဆိုတာကစောင့်ထင်းခြင်းဆိုင်ငံ့ထားခြင်းဆိုတဲ့ယေဘူယအဓိပ္ပာယ်ရပါတယ်အစ္စလာမ်ရဲ့စီယံဆောင်ထိန်မှုဟာတနေ့မှာ12နာရီလောက်အစာရောရေပါဖြတ်ထားတဲ့အတွက်နည်းနည်းပြင်းထန်တဲ့ကျင်းစဉ်တစ်ခုလို့မှတ်ယူကြပါတယ်။တကယ်တော့ရမ်ဇန်လရဲ့တနေ့တာအတွင်းစီယံဆောင်ထိန်ခြင်းမှာအစားအသောက်တစ်ခုလည်းမဟုတ်ပါဘူး။နှုတ်ရဲ့ဆောင်ထိန်ခြင်းကိုယ့်ရဲ့ထဲမှာရှိတဲ့အရေးသွေးတွေကိုဆောင်ထိန်ခြင်းဆိုတဲ့အပြုမှုအပြောဆိုအပြင်ဆောင်ထိန်ခြင်းတွေလည်းပါဝင်ပါတယ်။ကျွန်တော်ဒီနေ့တင်ပြခြင်းတဲ့အကြောင်းအရာကကုရ်အာန်ကကျွန်တော်တို့ကိုလေ့ကျင့်ခိုင်းနေတဲ့အလေးအကျင့်တစ်ခုကိုကျွန်တော်တို့ဒီရမ်ဇန်လမှာလေ့ကျင့်လိုက်မယ်ဆိုရင်ကြံတဲ့အချိန်ကိုဖြတ်တန်းလာတဲ့ကြံတဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းပဲဒါကိုကျွန်တော်တို့ကျင့်သုံးမှုလိုတယ်လို့ကျွန်တော်မြင်မိတဲ့အတွက်ကျွန်တော်ဒီနေ့တင်ပြရခြင်းပဲဖြစ်ပါတယ်ဆိုတော့ကျမ်းတော်မြတ်ကုရ်အာန်ဆူရာ3အိုင်နံပါတ်134မှာဘစ်မင်လာဟီရ်ရာဟ်မာန်ရ်ရဟီမ်الذين ينفقون في السراء والضراء والقادمين الغيظ والعافين عن الناس والله يحب المحسنين ဘာသာပြန်ကထိုသူတော်စင်များသည်စီးပွားတိုးတက်ချောင်းလဲသောရှိသောအချိန်ခါများ၌၎င်းဆင်းရဲဒုက္ခရောက်ရှိနေသောအခါများ၌၎င်းအချိန်ခါမရွေးပေးကမ်းစွန့်ကြဲလှူဒန်းကြကုန်၏ထိုသူတော်စင်များသည်အမျက်ဒေါသကိုချုပ်တီးမျိုးတိတ်သူများလည်းဖြစ်ကုန်ကြတယ်လူသားတို့ခွင်းလွတ်သူများလည်းလူသားတို့အားခွင်းလွတ်သူများလည်းဖြစ်ကြကုန်တယ်စင်စစ်အလောင်းရှင်မြတ်သည်ယင်းတို့ကောင်းမှုပြုလုပ်တော်သူများအားနှစ်သက်တော်မူချီတည်းဆိုပြီးတော့ဘာသာပြန်ကပြန်ထားတယ်ပေါ့နော်ကောင်းပြီဆိုတော့ဒီအာယတ်ရဲ့မှန်ကန်တဲ့အဓိပ္ပာယ်နားလည်ဖို့အတွက်ဆိုရင်ဒီအာယတ်မှာပါတဲ့အလ်ကာဒွီမီနာဆိုတဲ့သဘောတရားကိုနားလည်ဖို့လိုအပ်ပါတယ်ရေရှားပါလာတဲ့အာရဗတ်ဒေသတွေမှာရှိပြီးသားရေတွင်းရဲ့ဘေးနားမှာနောက်ထပ်ရေတွင်းတွင်းကိုတူးလိုက်ပြီးတော့အဲ့ဒီနှစ်ခုရဲ့ကြားထဲမှာမြေအောင်လိုင်းတစ်ခုတိဆောက်လိုက်ပြီးရေတွင်းနှစ်ခုကိုဆက်ပေးလိုက်ကြတယ်အကယ်၍ရေတွင်းတစ်ခုမှာရေဟာနဲသွားပြီဆိုရင်ပိုများပြီးတော့ရှိနေတဲ့ရေတွင်းတွေကရေကနဲနေတဲ့ရေတွင်းတွေကိုရွှေ့ပြောင်းရောက်ရှိသွားတော့တယ်အဲ့ဒီမြေအောက်တူးမြောင်းကိုကားသွင်းမီလို့ခေါ်တယ်ဒါကြောင့်လမ်းကြောင်းပြောင်းခြင်းကိုကားသွင်းမတုလို့ခေါ်တယ်ပေါ့နော်အခုခေတ်သစ်စိတ်ပညာမှာအဲ့ဒါကို supplementation လို့ခေါ်တယ်အဲ့ပိုနေတဲ့အင်အားတွေကိုအခြားသို့နော်လမ်းလွဲပေးပြီးတော့မျှချီကိုထိမ့်သိမ်းခြင်းလို့လည်းခေါ်တယ်နောက်တစ်ခါချိန်ဝင်ရဲ့ရှာပေါ့နော်အဲ့ဒီရှာရဲ့သဘောတရားကလည်းဒီကာသွင်မီနာဆိုတဲ့သဘောတရားထဲမှာပါတယ်ပေါ့နော်အဲ့တော့သူကအလေးချိန်စီးတဲ့ဘက်ကိုညှိုးပြနေပြီးတော့နှစ်ဖက်အလေးချိန်ညီမျှနေပြီးတော့မှအလေတဲ့မှာတဲ့နေတာကိုကာသွင်မီနာလို့လည်းခေါ်တယ်ပေါ့နော်သူ့ရဲ့သဘောတရားကိုပြန်ရှင်းပြရမယ်ဆိုရင်ပိုရှန်လွန်ကဲနေတဲ့စွမ်းအင်တွေကိုလိုအပ်ချက်ရှိတဲ့နေရာသို့ပို့ပေးလိုက်ခြင်းဖြင့်လူတဦးဒါမှမဟုတ်လူဖွဲ့စည်းရဲ့မျှခြေကိုထိမ့်သိမ်းထားခြင်းဆိုတဲ့သဘောတရားတည်းဖြစ်လာပါတယ်ထိုပိုရှန်အင်အားတွေကိုလိုအပ်ချက်ရှိတဲ့နေရာတွေကိုလမ်းလွဲပေးပြီးတော့လူဖွဲ့စည်းရဲ့ဟန်ချက်ကိုထိမ့်သိမ်းဖို့အာရုံစိုက်ရပါတယ်ဒါမှသာလူတဦးချင်းစီရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့လူအဖွဲ့အစည်းရဲ့ဟန်ချက်ကိုထိန်းထားနိုင်မှာပဲဖြစ်ပါတယ်ဒီအာယတ်မှာနောက်ထပ်စကားလုံးတစ်ခုဖြစ်တဲ့
wal afina ဆိုတဲ့စကားလုံးမှာသူ့ရဲ့အဓိပ္ပာယ်ကတော့ခွင့်လွှတ်တတ်သူအပြစ်တွေကိုပယ်ဖျက်ပေးသူတခုခုကိုအစနာမကျန်အောင်ဖျက်ဆီးပေးခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥပမာတဲပေါ်ကနေခြေရကိုလေတိုက်ပြီးပျောက်သွားစေခြင်းတဲ့ပုံစံမျိုးကိုပြောချင်တာပါဆိုတော့သူ့ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုပြောရမယ်ဆိုရင်ဒေါသကိုထိန်းချုပ်ခြင်းဖြင့်ပုံမြင်မာတဲ့စိတ်သက်အစဉ်တန်းတစ်ခုကိုပြုလုပ်လိုက်တာလူသားအချင်းချင်းကြားကအမားတွေကိုစိတ်ထဲမှာအမဲဆက်မကြံအောင်စေကြောတန့်စင်ပြည့်နိုင်တဲ့သူတွေကို wal afina လို့အဓိပ္ပာယ်သတ်မှတ်နိုင်ပါတယ်ဟုတ်ပြီအဲ့တော့ဒီအရာထဲမှာပြောထားတဲ့အကြောင်းအရာအနှစ်ချုပ်လိုက်မယ်ဆိုရင်မတကီဆိုတာကသူတို့ကိုယ်တိုင်ငွေကြေးပေါ်ကျွယ်ဝနေတဲ့ချိန်မှာပဲဖြစ်စေစင်းရဲကြက်တဲနေချိန်မှာပဲဖြစ်စေလိုအပ်ချက်ရှိသည်တွေကိုကူညီရတယ်နောက်တစ်ချက်အနေနဲ့သူတို့ဟာကြမ်းတမ်းတဲ့စိတ်ထက်သန်ပြင်းပြမှုဇောတွေကိုပြင်းထန်တဲ့အမျက်ဒေါသတွေကိုအပြူသဘောဆောင်တဲ့တိဆောက်မှုဘက်တွေစီသို့လမ်းလွှဲပေးလိုက်ကြတယ်နောက်အချက်အနေနဲ့အခြားသူတွေကသူတို့ကိုဘယ်လိုဆက်ဆံပြုမှုသလဲဆိုတာကိုဂရုမစိုက်ဘဲနဲ့ခွင့်လွှတ်ပေးလိုက်ကြတယ်ဆိုတော့အဲ့ဒီအချက်တွေကိုကျွန်တော်တို့အခုလိုရမ်ဇန်လနဲ့ကြုံကြိုက်တဲ့အခါမှာလေ့ကျင့်လှုပ်ဆောင်လိုက်မယ်ဆိုရင်ကြံတဲ့ရက်တွေကျွန်တော်တို့ကြံတဲ့လတွေမှာဆိုလို့ရှိရင်လေဒီလိုမျိုးအကြောင်းအရာတွေကကျွန်တော်တို့မှာဒီလိုမျိုးကျင့်သုံးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအလောရှင်မြတ်ကနှစ်သက်တဲ့သူတွေစင်းထဲမှာထည့်သွင်းမယ်ဆိုပြီးတော့ဒီအာရက်မှာကျွန်တော်တို့ပြောထားတယ်ဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးအချက်တွေကိုလေ့ကျင့်ဖို့တိုက်တွန်းရကျွန်တော်ကိုယ်တိုင်ဒီအချက်တွေကိုလှုပ်ဆောင်နိုင်တဲ့စွမ်းအလောရှင်မြတ်စီကနေရရှိပါသည်လို့ပြောကြရင်ကျွန်တော်ရဲ့ဒီနေ့ပြောကြချက်ကိုကျွန်တော်ဒီနေရာမှာပဲရနာလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်